imperfection ဆိုတဲ့မပြည့်စုံမှုတွေအကြောင်းကိုဆရာမကရေးထားတယ်ပေါ့လေနော်ကိုဒီဟာလေးကိုဖတ်ရင်းနဲ့ဘာကိုသတိထားမိသွားလဲဆိုတော့ကိုတို့လူတိုင်းတော့မဟုတ်ပေမဲ့လူတချို့မှာတွေ့ရတတ်တဲ့အဲ့ဒီအချက်ကလေးရှိရပေါ့နော်အရာရာကိုပြည့်စုံမှုစူးစမ်းရင်းနဲ့ကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့စိတ်ကူးစိတ်တန်းတွေကိုအကောင့်ထဲမဖော်ပြလိုက်တာမျိုးတွေအများကြီးရှိတတ်ကြရပေါ့နော်ကိုကတွေးနေတယ်မပြည့်စုံသေးဘူးဆိုပြီးတော့စောင့်ကြည့်နေတယ်စောင့်နေရင်းသားပဲတခြားတစ်ယောက်ကမပြည့်မစုံနဲ့ပဲကိုယ့်ရဲ့ idea တွေကိုအကောင့်ထဲပေါ်သွားပြီးတော့အောင်မြင်သွားတယ်စင်ကြည်သွားတယ်ဆိုတဲ့ကိစ္စရပ်မျိုးတွေအများကြီးကိုယ်တိုင်မှာရောတခြားသူတွေမှာရောကိုခဏခဏမြင်ရတယ်ပေါ့နော်ဒါကတော့စိတ်ကူးစိတ်တန်းတွေကိုအကောင့်ထဲပေါ်တဲ့အခါမှာပြည့်စုံမှုစူးစမ်းနေရင်းနဲ့နောက်ကျသွားတယ်ဆိုတော့အချက်တွေပေါ့လေဒါကြောင့်အရာရာမှာပြည့်စုံဖို့စောင့်မနေပါနဲ့တစ်ခုရှိရင်တစ်ခုလေးနဲ့ပဲစပါတစ်စိတ်ရှိရင်တစ်စိတ်လေးနဲ့ပဲစပါတစ်ချမ်းရှိရင်တစ်ချမ်းလေးနဲ့ပဲစပါပေါ့နော်အဲ့ဒီလိုစလိုက်ရင်းနဲ့နောက်ဆုံးမှာ circuit ခု complete ဖြစ်သွားသလိုမျိုးပြည့်ပြည့်စုံစုံလှလှပပလေးပုံပေါ်လာလိမ့်မယ်ပေါ့နော်ဒါကတော့ကိုတို့ရဲ့အိမ်မက်တွေရွေးချက်ပန်းတိုင်နေနဲ့ပတ်သက်ပြီးပြောပြတာ relationship တွေမှာဆိုရင်လည်းအဲ့ဒီလိုမျိုးပဲလူတစ်ယောက်ပတ်သက်ကြတာပေါ့နော်လူတစ်ယောက်ပတ်သက်ကြတာသူ့မှာလည်း perfect ဖြစ်နေတာမျိုးမဖြစ်နိုင်တယ်လို့ကို့မှာလည်းမပြည့်စုံဘူးရှိမှာပဲဆိုတော့ကိုတို့ဟာ perfect person ဆိုတော့ပြည့်စုံကုန်လုံးနေတဲ့လူနှစ်ယောက်ပတ်သက်တာမျိုးမဟုတ်ဘဲနဲ့မပြည့်စုံတဲ့လူနှစ်ယောက်ပတ်သက်နေကြတယ်အဲ့ဒီမပြည့်မစုံလေးတွေပေါင်းတီးသွားတဲ့အခါမှာနောက်ဆုံးမှာလှလှပပပန်းကလေးတစ်ပွင့်ဖြစ်သွားတယ်ဆိုတာမျိုးကိုတို့ကလက်ခံတတ်ရမယ်ပေါ့လေသူ့မှာဘာတွေရှိရမယ်သူကတော့ဘာတွေမရှိနေဘူးငါကဒီလိုလူမျိုးမှလိုချင်တာဆိုတော့အရန်ကိုပြည့်စုံကုန်လုံးနဲ့လူတယောက်ကိုစောင့်နေရင်လည်းဘွားကတဖြည်းဖြည်းအထီးကျန်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်ကိုကတယောက်တည်းပဲနေချင်တာ single life မှာပဲပျော်မွေ့နေမယ်ကိုယ့်ရဲ့ standard ကိုမမီတဲ့သူအတွက်ပင်ပန်းခံပြီးတော့ဘွားတွေကိုဆွဲခေါ်ထားမှာမဟုတ်ဘူးဆိုရင်လည်း okay ပဲအဲ့ဒါကလည်းအဆင်ပြေတယ်သို့တော့လူနှစ်ယောက်ပတ်သက်နေပြီးမှသူ့ရဲ့ကိုယ့်ရဲ့ relationship ကိုတိဆောက်ထားပြီးကြမှာသူ့ရဲ့မပြည့်စုံမှုတွေကိုလက်ညှိုးလိုက်ထိုးနေရင်းနဲ့ဒီဆက်ဆံရေးလေးကိုအပင်ပန်းခံပြီးတော့တိဆောက်နေမဲ့အစားသူ့ရဲ့မပြည့်စုံမှုတွေတဲကပဲအဲ့ဒီမပြည့်စုံခြင်းတွေကြားထဲကပဲငါ့ကိုဘလောက်နားလည်မှုပေးပြီးတော့ငါ့ကိုဘလောက်အထိချစ်ပေးနေသလဲငါ့ကိုဘလောက်အထိပံ့ပိုးပေးနေသလဲဆိုတာလေးကိုကိုတို့ဟာမြင်အောင်ကြည့်တတ်မယ်ဆိုရင်မပြည့်စုံခြင်းတွေထဲမှာပေါင်းစည်းထားတဲ့ဒီလက်စုံဟာတစ်ချိန်မှာဘလောက်ထိလှပနိုင်မလဲလက်ရှိမှာဘလောက်ထိစိတ်ချမ်းသာစရာကဘာလေးကိုပုံဖော်နိုင်မလဲဆိုတာကိုသတိပြုမိလာပါလိမ့်မယ်ရှင်ဒါကြောင့်ကိုကအသိပေးချင်တာကအရန်ကြီးပြည့်စုံကုန်လုံးမှုမမျော်လင့်ပါနဲ့ဒီမပြည့်စုံခြင်းလေးတွေကိုပဲလှပအောင်ပေါင်းဆက်သွားနိုင်မယ်ဆိုရင်အကောင်းဆုံးတော့ love like လေးဖြစ်လာမှာပါလို့အသိပေးချင်ပါတယ်ရှင်ဆိုတော့ဒီလိုမျိုးမွန်းတက်မှုတွေရှုပ်ထွေးမှုတွေရှိတယ်ကိုယ့်ရဲ့အတွေးခေါ်တွေ mindset တွေကိုပြောင်းလဲခြင်းနဲ့ spiritual journey ကိုကိုယ်တိုင်ရှောက်ချင်တယ်ဆိုတဲ့သူတွေရှိတယ်ဆိုရင်ကိုယ့်ရဲ့ tarot class batch 2လေးဖွင့်နေပါပြီသင်တန်းလာအပ်